အပိုင်း6ရဲ့အစမှာတော့မင်းသားကိုတိတ်တဆိတ်စောင့်ကြည့်နေတဲ့နတ်ဖျားမကိုမြင်တွေ့ရမှာပါ။သူမဘာပြီးကြံစီနေလဲဆိုတာကိုကျွန်တော်နဲ့အထူတူကြည့်လိုက်ကြရအောင်ဗျာ။မင်းသားနဲ့လီလီတို့ဖျန်းလဲအဆင်ပြေသွားပြီးတဲ့နောက်လီလီကမင်းသားတို့နေထိုင်တဲ့ဖျားเจ้าစုပ်လေးစီကိုအလဲလာခဲ့ပါတယ်။မင်းသားကလက်ဖက်ရည်သွားဖြောနေတဲ့အချိန်မှာပဲနတ်ဖျားမဟက်စတီယာကလီလီကိုမင်းသားအပေါ်နောက်တစ်ခါတစ္ဆာမဖောက်တော့ပါဘူးလို့ကြိမ်နိုင်လားလို့မေးပါတယ်။လီလီကလည်းသူ့အသက်ကိုကယ်ခဲ့တဲ့ကျေးဇူးရှင်မို့လို့အတိတ်ကလိုအထူးဆိုးမျိုးထပ်မဖြစ်စေရပါဘူးလို့ဂတိပေးကျင့်ဆိုလိုက်ပါတယ်။ဟက်စတီယာကတော့လီလီကိုသိမကြည့်တဲ့အတွက်အပြစ်ဒဏ်တစ်ခုပေးလိုက်ပါတယ်။အဲ့ဒီအပြစ်ဒဏ်ကတော့မင်းသားကိုစောင့်ကြည့်ပေးဖို့ပါ။ဘာဖြစ်လို့လဲဆိုတော့မင်းသားဟာစိတ်ထားဖြူစင်ပြီးရိုးအားလုံးအားကြီးတဲ့အတွက်နောက်တစ်ခါထပ်ပြီးလှည့်စားခံရမှာစိုးရင်လို့ပါ။ဒီနေရာမှာဆိုရင်နတ်ဖျားမဟက်စတီယာဟာသူမရဲ့တယောက်ထဲသောဖမီလီယာဝင်ဖြစ်တဲ့မင်းသားအပေါ်ထားရှိတဲ့တန်ရောစင်တဲ့မေတ္တာတရားကိုအထင်ရှားမြင်တွေ့ရမှာပဲဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့မင်းသားဟာအီနာကိုတွေ့ဖို့အတွက်ဂိလ်ကိုတွားရောက်ခဲ့ပါတယ်။အဲ့ဒီမှာမထင်မှတ်ပဲဓာမင်းသမီးကိုပါတွားတွေ့လိုက်ရတော့မင်းသားတယောက်အရင်လိုပဲထွက်ပြေးမလို့လှုပ်တော့ဓာမင်းသမီးကတားလိုက်ပါတယ်။တားလိုက်တာတမျိုးလေးပဲနော်။ဟိုတနေ့ကကြံခဲ့တဲ့ပစ္စည်းကိုပြန်ပြေးဖို့ရောက်လာတာပါ။အဲ့ဒီတော့မှမင်းသားလည်းအဲ့ဒီနေ့ကသူ့ကိုကဲခဲ့တဲ့သူမှန်တေးချထီသွားပါတယ်။မင်းသားကလည်းသူကအရန်ရှက်တဲ့တော့ထွက်ပြေးမိတာကိုတောင်းပန်ပြီးကျေးဇူးတင်စကားလည်းပြောလိုက်ပါတယ်။မင်းသားကလဲပဲတတမြန်ပေမဲ့ဓာရီကိုတော့ကျွမ်းကျင်ချင်းမတုံးတတ်သေးပါဘူး။အဲ့ဒါကိုတတိထားမိတဲ့ဓာမင်းသမီးကဓာရီတင်ပေးမယ်လို့ကမ်းလှမ်းလိုက်ပါတယ်။နောက်တနေ့မင်းနဲ့စောစောမှာတော့ဓာမင်းသမီးကဓာရီတင်ပေးကမင်းသားကတော့ရှယ်ပလန်တွေကိုအရိုက်ခန့်နေရပါတော့တယ်။ဒန်ဂျင်ရဲ့တင်နေရာမှာတော့မိုင်နိုထောလို့ခေါ်တဲ့ကျွဲဘလူးကြီးနဲ့ငနဲတကောင်ကိုတွေ့ရမှာပါ။ဒီငနဲကဘာတွေလှုပ်ချင်နေလဲဆိုတာသိချင်ရင်တော့အဆုံးထိဆက်ပြီးကြည့်လိုက်ပါဗျာ။ဒန်ဂျင်ရဲ့10ထပ်မြောက်မှာတော့မင်းသားနဲ့လီလီတို့နှစ်ယောက်အတွဲညီညီနဲ့တိုက်ခိုက်နေတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ဓာမင်းသမီးကိုယ်တိုင်တင်ပေးထားတဲ့ဓာကြီးနေကြောင်းလဲမင်းသားဟာအတော်လေးကိုတိုးတက်လာနေပါသည်။မကောင်းဆိုးဝါးတွေကအကောင်သေးပြီးအရေးအတော့များနေပေမဲ့မင်းသားအတွက်တော့ကိစ္စမရှိပါဘူး။ဒါပေမဲ့တင်းရတငယ်ချင်းလောက်ရုပ်ဆိုးတဲ့မှားလို့ဝက်ဘလူးကြီး၄-၅ကောင်ရောက်တာတဲ့အခါမှာတော့အခြေအနေမဟန်တော့ဘူးဆိုပြီးပြန်ဆုတ်တော့မယ်လို့လီလီကပြောနေတော့မှတင်မင်းသားကတော့ဓာမင်းသမီးရဲ့နောက်ကိုလိုက်မိခြင်းတဲ့စိတ်နဲ့ဝက်ဘလူးတွေကြားတဲ့ကိုဖိုက်တာလိုမျိုးဝင်သွားပါတော့တယ်ဟိုငနဲရဲ့နေရာမှာတော့ကျွဲဘလူးကြီးကိုတမင်မတတ်ပဲဓာဘေဘီလေ့ကျင့်သေးနေတယ်လို့စော်ကစားနေတယ်လို့လုံနေပါတော့တယ်လဲကျသွားလေပြန်ထခိုင်းပြီးမမရွေမောင်လေးကိုအနိုင်ကျင့်နေပါတော့တယ်တခြားတစ်ဖက်မြို့ယူတတိုင်းပေါ်မှာလေဓာမင်းသမီးလေးဟာမင်းသားကိုဓာရေးလေ့ကျင့်ပေးပြန်တယ်ဓာမင်းသမီးကတစ်ချက်စော်လိုက်မင်းသားကတစ်ချက်တတိလစ်လိုက်နဲ့3-4ခါလောက်ကိုမှောက်နေစားပါတော့တယ်တနာစရာလीနော်ဒါပေမဲ့မင်းသားလူမျိုးသူမရဲ့ပေါင်ပေါ်မှာတောင်မအိပ်ရတဲ့ viewer တွေကတော့ပို့ပြီးတော့တောင်တနာစရာကောင်းနေပါတယ်ဗျာ viewer တွေကိုချစ်လို့စတာပါဗျာအဲ့ဒါနဲ့ဓာမင်းသမီးလေးကဘာလို့ဒီလောက်မြန်တမ်းမာလာရတာလဲလို့မေးတော့မင်းသားကအဲ့ဒီလောက်လည်းမဟုတ်ပါဘူးရောက်ချင်တဲ့ပန်းတိုင်ရီမန်းချက်ရှိနေလို့ပါတဲ့ဓာမင်းသမီးလေးကလည်းနားလေပါတယ်ကျမရောပဲလို့ပြန်ပြောချပါတယ်အဲ့ဒီလိုပါပဲဗျာကျွန်တော်လဲ viewer လို့ရဲ့အားပေးမှုမရှိရင်ကျွန်တော်ရဲ့ရီမန်းချက်ပန်းတိုင်ကဖြစ်လာမှာမဟုတ်ပါဘူးအဲ့ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုလေးကို like ပေးတာပဲဖြစ်ဖြစ် share ပေးတာပဲဖြစ်ဖြစ်ဝိုင်းပြီးကူညီပေးကြပါအောင်ဗျာကဲဇလန်သေးကိုပြန်သွားရရင်တော့ဓာမင်းသမီးလေးကမင်းသားကိုတရေတမော်အိတ်တဲ့လေ့ကျင့်ခန်းကိုသင်ပေးပါတယ်ဒန်ဂျင်ထဲမှာဘယ်နေရာရောက်မြန်အိတ်ပျော်တော်လို့ပါတဲ့ဓာမင်းသမီးကတော့ခေါင်းချတာနဲ့တန်းပြီးအိတ်ပျော်သွားပေမဲ့မင်းသားရဲ့စိတ်ထဲမှာတော့တောင်တွေးမြောက်တွေးတွေနဲ့ကြောက်ရက်ဖြစ်နေတာပေါ့အဲ့ဒီမှာမင်းသားကနမ်းဖို့လှုပ်လိုက်တော့ဓာမင်းသမီးလေးကအိမ်မက်ရောင်ပြီးစကားပြောလိုက်တော့မှမင်းသားခမညာအတိစိတ်ပြန်ဝင်လာခဲ့ပါတယ်တစ်ဖက်မှာတော့ကျွဲဘီလူကြီးနဲ့စော့နေတဲ့ငနဲကိုထပ်ပြီးတွေ့ရမှာပါတိုက်ခိုင်းနေရင်ငနဲရဲ့ဓာလည်းကျိုးသွားပြီးကျွဲဘီလူကြီးလည်း level အဆင့်တက်ကပုံစံပါပြောင်းလဲသွားပါတော့တယ်သူတို့ဘာတွေဆက်လုပ်ကြမလဲဆိုတာကတော့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းနေပါပြီမင်းသားနဲ့ဓာမင်းသမီးလေးတို့အပြန်လန်းမှာဗိုက်ဆာလာတာနဲ့မုံဝင်ဝယ်ကြပါတယ်ဟာမုံရောင်းနေတဲ့လူကတော့တခြားသူမဟုတ်ပါဘူးနတ်ဖျားမဟက်စတီယာချင်းနေပါတော့တယ်သူမကတော့မင်းသားကကောင်မလေးချိုးလေးနဲ့အတူတူရှိနေတာကိုမြင်ပြီးတဝွန်တိုဦးတိုးနေပါတော့တယ်မင်းသားကလည်းအကြောင်းစုံကိုရှင်းပြလိုက်ပါတယ်ဓာမင်းသမီးလေးကလေးလာရေးခရီးသွားဖို့2ရက်ပဲလိုတော့တာပါအဲ့ဒီအချိန်အတွင်းမှာသူမနဲ့အတူတူလေ့ကျင့်ဖို့အတွက်ပါလို့ခွင့်တောင်းလိုက်ပါတယ်ဒီအပိုင်းရဲ့နောက်ဆုံးမှာတော့ပုံစံပြောင်းသွားတဲ့ကျွဲဘီလူကြီးကလီလီကိုအနိုင်ကျင့်ခဲ့တဲ့စွန့်စားသူတွေကိုတွေ့သွားပါတော့တယ်အဲ့ဒီနောက်မှာတော့အဲ့ဒီလူရွတ်မာတွေကိုအကုန်လုံးငရဲဘီကိုပို့ပေးလိုက်ပါတော့တယ်ခင်ဗျာ